ဒီမိန်းကလေးကပုံမှန်ကြောင်းသူမဟုတ်ပါဘူးသူမဟာလူဆိုးကိုင်းတွေတောင်ကြောက်ရတဲ့အမျိုးသမီးကိုင်းကောင်းဆောင်တစ်ယောက်ပါသူမကဘဝမှာမပြီးဆုံးနိုင်ခဲ့တဲ့အထက်တန်းကျောင်းကိုပြန်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကျောင်းပထမနေ့မှာပဲပြဿနာစတင်လာပါတယ်သူမထက်ပိုလာတယ်ဆိုတဲ့အကြောင်းနဲ့အမတဝက်ကရန်စလာခဲ့တာပါအမတဝက်ကမိတ်ဆွေလိုဟန်ဆောင်ပြီးသူမကိုအနားမှာလာထိုင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးလာထိုင်မဲ့အချိန်မှာပဲစပွဲကိုအပြင်းပြင်းနဲ့ကန်လိုက်ပါတယ်ဒါကရန်စဖို့လှည့်ကွက်ဆိုတာကိုမိန်းကလေးကချက်ချင်းသိလိုက်ပါတယ်ဒါပေမဲ့ဒီလိုလှည့်ကွက်တွေကသူမအတွက်အလွယ်တကူပါပဲသူမကချက်ချင်းအမတဝက်ရဲ့ခြေထောက်ကိုတက်နှင်းလိုက်ပြီးနာကျင်မှုကြောင့်အော်မလို့ဖြစ်သွားပါတယ်ဒီအချိန်မှာကျောင်းသားတစ်ယောက်ထလာပြီးစော်ကားတဲ့စတစ်ကာကိုမိန်းကလေးနောက်ကျောမှာကပ်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကနောက်ကျောမှာမျက်စိရှိတယ်လို့ပဲချက်ချင်းစတစ်ကာကိုသူ့နဖူးပေါ်ပြန်ကပ်လိုက်ပါတယ်ပြီးတော့အမတဝက်ပါဇက်ထဲကလော်လီပေါ့ကိုဆွဲယူပြီးအဲ့ဒီကောင်လေးရဲ့ပါဇက်ထဲထည့်လိုက်ပါတယ်နောက်တစ်ခါလက်ကောင်းနဲ့တိုက်လိုက်တဲ့အခါကောင်လေးကချက်ချင်းလဲကျသွားပါတယ်ဒီအဖြစ်ကိုမြင်တဲ့အခါအတန်းသားတွေတိတ်တိတ်လေးပြောဆိုကြပြီးဒီမိန်းကလေးကိုမရှုပ်သင့်ဘူးလို့ထင်ကြပါတယ်ဒါပေမဲ့အမတဝက်ကတော့မလျှော့သေးပါဘူးသူမကမိန်းကလေးကိုကန်ဆိုးသူလိုလှောင်ပြောင်လိုက်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကစပွဲကိုလက်နဲ့ပုတ်လိုက်ပါတယ်နောက်တစ်စက္ကန့်အတွင်းအမတဝက်ရဲ့စပွဲကအပိုင်းပိုင်းကျိုးသွားပါတယ်အဆက်ကွဲပြီးဒေါသထွက်သွားတဲ့အမတဝက်ကအတန်းထဲကထွက်သွားခဲ့ပါတယ်ပြီးတော့သူမရဲ့ပတ်စံနဲ့ဩဇာကိုအသုံးပြုပြီးလူဆိုးတရာစင်ကိုငှားပြီးမိန်းကလေးကိုတင်ကန်းစာပေးဖို့စီစဉ်လိုက်ပါတယ်ဒါပေမဲ့သူမမသိခဲ့တာကမိန်းကလေးရဲ့အဖွဲကဘားဒီကွက်တွေကိုပို့ပြီးသားဖြစ်ပါတယ်ဒါပေမဲ့မိန်းကလေးကဘားဒီကွက်တွေကိုနောက်ဆုတ်ခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့သူမကလူဆိုးတွေအားလုံးကိုတယောက်တည်းရင်ဆိုင်ဖို့ပြင်ဆင်ပြီးသားဖြစ်နေခဲ့တာပါ